တော်ညီတောင်ကျွန်တော်ညီကကျွန်တော်ဈေးခဲကာလာမှာစနာပြရင်လည်းကျွန်တော်ကာကွယ်ပေးခဲ့တယ်ခွေးဘက်ကကြီးတစ်ချက်ကိုကျွန်တော်ကာကွယ်ပေးခဲ့လို့ကျွန်တော်အခုလိုတက်ရှင်နေရကျွန်တော်ညီကြောင့်လည်းကျွန်တော်ဒီခဲရောက်လာမာကြံခဲ့တဲ့လူတွေပါမာကျင်နေဆိုတော့အဲကမေကျွန်တော်ရောက်ခမတွေအကိုတွေအကုန်လုံးပေါ့ကျန်းကျန်းမာချမ်းချမ်းသာနဲ့နေနိုင်မှာကျွန်တော်မရှိတဲ့တေဝိုင်းလည်းဒီတိုက်ပွဲကိုတက်နိုင်တဲ့ဘက်ကတက်နိုင်ပြီးဆက်လက်တိုက်ပွဲဝင်နိုင်တိုက်ပွဲဝင်အောင်ကျွန်တော်တိုက်တွန်းထားတယ်လောကရဲ့နာမများပေါ်ရှောက်သွားရင်နဲ့မောပန်းလွန်နေလုံးသာလွန်စွလို့တန်တာမိတဲ့အမေရဲ့အိမ်ကိုအင်းညာရဲ့မေတ္တာရဲ့နဲ့ဝေးတဲ့သူမောအမေကိုရန်တတိယအိမ်မှာဆိုရင်ချွဲနှွဲလို့ရပါဘောနော်အမေဒါကြီးတော့မစားချင်ဒီဟင်းပဲလားဆိုပြောခဲ့ရအခုတော့အမေရဲ့ဟိုကျေးဇူးတရားတွေလည်းတည်သွားပါပြီကျွန်တော်တို့အမေကိုလည်းနားလည်းပြီးသွားပြီဒါကြီးပြီးတော့အိမ်ပြန်ရောက်လို့ရှိရင်တော့ကျွန်တော်တို့အခုဆိုဟင်းနေလည်းချက်တက်နေပါတော့အဲ့တော့ဒါကြီးပြီးတော့အိမ်ပြန်ရောက်လို့ရှိရင်တော့အမေကိုဟင်းနေလည်းချက်ကျွေးချင်ပါတယ်လို့ပြီးတော့ဒီထက်လည်းပို့ပြီးတော့လိမ့်လိမ့်မမနေမယ် view ဆိုင်မယ်ပေါ့နော်ဟိုကိုလည်းဒီကနေပြန်သွားပြီဆိုတာနဲ့အများကြီးဘဝအတွေ့အကြုံတွေလည်းအများကြီးရသွားပါအိမ်တော့အများဆုံးပြန်ချင်တယ်ရှင်မဘိုးချစ်ကွယ်ရှောက်တွေ့တဲ့အိမ်မရှိရကြတဲ့မှာရိတ်ကူလွင်ပြေလက်ဆက်တဲ့နေရမတိုင်းခိုက်ကြလို့အားနဲ့နေပြီဆိုတနေ့ကုန်ကြကိုယ့်ဘောက်ကိုဒီမှာအလုံးလုံးနေကြအိမ်ဝင်နေတတိမရညဘက်ကင်းဆောင်ပြီးဆိုရင်အဲတိတ်ဆိတ်ပြီးတော့ဟိုအဲမှောင်နေတဲ့အချိန်မှာလာကိုကြည့်ကျဲကိုကြည့်ရောအဲ့ချိန်ကပို့ပြီးတော့ကြည့်ရအိမ်နဲ့ဆက်တဲ့ခကြီးစက်တော့မကြိုက်ဘူးခဏပြောခံရကစံကြောင်မြလုပ်ကိုလုပ်ဖို့အများတန်းပြောတယ်ဒါပေမဲ့နားမထောင်ခဲ့အကြည့်ပဲစဲခုလိုဒီထဲရောက်ကိုလုချင်တာကိုလုပ်ခဲ့ရဆိုတော့ဒီထဲလာလည်းကိုလုချင်တာလုပ်ဖို့လာခဲ့ရပဲအရင်လည်းခွင့်ပြုချက်မြည်ပဲဆိုတော့အစခဲတာဒီပဲရှင်မတရားများနဲ့နာချင်နေပြီပဲအိမ်ပြန်ချင်နေဘူးလိမ့်ချမ်းဆုံးမေးအိမ်ပြန်ချင်နေဘူးလွေထွေးဆုံးမေးအိမ်မရတဲ့ညညစွာတဲ့ဒီထောင်တော်လေးညချာရင်အိမ်ပြန်ချင်တဲ့စိတ်လေးတောင်းရဘူးကိုမိတ်ဆွေသူငယ်ချင်းတွေမိသားစုတွေနဲ့အများဆုံးပြည့်စုံကြပြီပေါ့နော်ဝေးကွာခဲ့ရတာတော်လိုင်းကာလတစ်လျှောက်လုံးရေချိန်ပြီးမလဲမသိတဲ့အချိန်တွေမှာအများဆုံးတော့ပြည့်စုံကြမှာမျိုးပေါ်မှာကြံနေတဲ့သူတွေအတွက်ကတော့တစ်ဖက်တစ်လမ်းကနေသူတို့အနေနဲ့တောင်းတနေရဖြစ်ဖြစ်နောက်ဆုံးအချိန်ထိပါဝင်ပြီးမယ်ဆိုရင်တော့တော်လိုင်းရမကြောက်ဘူးလို့ပြောချင်ပါတယ်ကျွန်တော်တို့ကဘာမှစိတ်မပူတော့နဲ့ဟိုအိမ်မှာပဲအဆင်ပြေအောင်နေအတက်နိုင်ဆုံးဟိုကိုရီမရှိတယ်ဖြစ်တယ်ဆိုရင်အနေထားတစ်ခုနဲ့ပဲအဆင်ပြေအောင်ပဲနေစေချင်တယ်အိမ်ကလူတွေကျမ်းမာရေးယူဆိုင်ပါပြီးတော့ဟိုကျွန်တော်တို့အများကြီးမပူပန်ပါနဲ့ဒါပဲပြောချင်ပါတယ်ကျွန်တော်ဟုတ်တယ်နော်သူတို့လည်းသူမျိုးပေါ်မှာလည်းသူတို့ဘိုးဘွားတူရက်တည်တဲ့သူတို့စူးစမ်းပြီးနေကြတယ်လို့လည်းရှိတယ်ဟုတ်လားသူတို့အခက်အခဲတွေလည်းရှိတယ်ဒီအကြောင်းမျိုးကြောင့်ဒီကမှာဘာနိုင်တဲ့လူတွေလည်းရှိတယ်ဗျာအဲ့လိုလူတွေလည်းဒီကိုအစယူဆိုင်ကြပါဦးဗျာအဲ့လိုမှန်တယ်ဆုံးတီရောက်ဖို့ကြိုးစားနေလူမှာကြိုးစားမေးလေချောတွေ့မိနေ